မိုင်းတယ်နဲ့ပတ်သက်တဲ့ Facebook စာမျက်နှာတွေ group တွေနဲ့အကောင့်ပေါင်း1000ကျော်ကို Facebook ကနေအပြီးတိုင်ဖယ်ရှားလိုက်ပြီဆိုတဲ့သတင်းဟာဒီနေ့ခေတ်မှာတကယ့်ကိုထူးခြားတဲ့ဖြစ်ရပ်တစ်ခုဖြစ်လာပါတယ်။ဒါဟာမြန်မာစစ်တပ်ထင်းချုပ်ထားတဲ့ဆက်သွယ်ရေးကွန်ရက်ရဲ့ online တည်ရှိမှုအပေါ်ကြီးကြီးမားမားထိုးနှက်လိုက်တာလည်းဖြစ်ပါတယ်။တကယ်တော့ဒီလိုဖယ်ရှားလိုက်တာဟာ Facebook ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ Meta က2021ခုနှစ်မှာချမှတ်ခဲ့တဲ့မူဝါဒအညီဆောင်ရွက်လိုက်တာပါ။အဲ့ဒီမူဝါဒကမြန်မာစစ်တပ်နဲ့ဆက်ဆက်နေတဲ့စီးပွားရေးလုပ်ငန်းတွေကို Facebook ပေါ်မှာအသုံးပြုခွင့်ပိတ်ပင်ဖို့ထင်ပါတယ်။အရင်ကလည်း Mindtel ကိုပိတ်ခဲ့ဘူးပေမဲ့သူတို့ကနီလန်အမျိုးမျိုးနဲ့စာမျက်နှာတစ်တွေထပ်ဖွင့်ပြီးပိတ်ပင်မှုကိုရှောင်လွှဲဖို့စ조사ခဲ့ကြပါတယ်။အခုတော့အဲ့ဒီလိုလှည့်ဖျောက်ထားတဲ့အကောင့်တွေ Mindtel ကိုယ်စားလှယ်တွေနဲ့လက်လီအယောင်းဆိုင်တို့ရဲ့စာမျက်နှာတွေကိုပါတခါတည်းရှင်းထုတ်လိုက်တာတွေ့ရပါတယ်။ဒီလိုဖယ်ရှားနိုင်ဖို့အတွက် Justice for Myanmar ကနေအချက်လက်တွေစုဆောင်းပြီး Facebook ထံသတင်းပို့တိုင်ကြားခဲ့တာပါ။အထူးသဖြင့်ဖြုတ်ချခံလိုက်ရတဲ့ MRTV Friday Night Live Show စာမျက်နှာနဲ့အတူအခြားဝါဒဖြန့်စာမျက်နှာတွေကိုဒီသတင်းပတ်အတွင်းမှာပဲအရေးယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒီနေရာမှာအဆိုပါဝါဒမိုက်ဖြန့်စာမျက်နှာတွေအကြောင်းသတင်းပေးခဲ့ကြတဲ့ပြည်သူအဦးချင်းစီကိုလည်းတကယ်ပဲကျေးဇူးတင်ရမှာဖြစ်ပါတယ်ခင်ဗျာ။ Mindtel ဆိုတာဘယ်သူတွေပိုင်တာလဲဆိုတာကိုပြန်ကြည့်ရင်မြန်မာစစ်တပ်ပိုင်မြန်မာစီးပွားရေး Corporation MEC VNN ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel နဲ့မြန်မာခရိုနီတွေရဲ့ဥပိုင်ကုမ္ပဏီတွေစုပေါင်းထားတာပါသူတို့ဟာစစ်တပ်အတွက်အခွန်ငွေတွေရှာပေးုံတင်မကပဲနီးပညာပိုင်းအရာပြည်သူတွေကိုစောင့်ကြည့်ထောက်လန်းတာတွေသတင်းအချက်အလက်စိတ်စစ်ဖြတ်တောက်တာတွေမှာလည်းအဓိကအကူအညီနေတဲ့လုပ်ငန်းကြီးဖြစ်နေပါလေကိန်းဂဏန်းတွေအရာကြည့်မယ်ဆိုရင်စစ်တပ်ဟာ Mindtel စီကနေ9နှစ်ကနေ9နှစ်အတွင်းမှာ American Dollar တန်980အထိရရှိနိုင်ဝယ်ရှိနေပြီးနောက်ထပ်9နှစ်တာကာလအတွင်းမှာဒေါ်လာတန်450လောက်အထိထပ်ရအောင်ပါပါဒီငွေတွေဟာစစ်ဗိုလ်ချုပ်တွေအတွက်ကြီးမားတဲ့ဝင်ငွေလမ်းကြောင်းကြီးဖြစ်နေသလိုစစ်တပ်ကကျူးလွန်နေတဲ့စစ်ရာဇဝမှုတွေနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝမှုတွေကိုဘန်ဒါငွေထောက်ပံ့ပေးနေသလိုဖြစ်နေပါတယ်။ဒါကြောင့်လဲ Facebook ကအခုလိုအရေးယူလိုက်တာဟာကောင်းမွန်တဲ့ခြေလှမ်းတစ်ခုဖြစ်ပေမဲ့အခြားနည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Alphabet နဲ့ Apple တို့ရဲ့ store တွေမှာတော့ Mindtel ရဲ့ application တွေကရှိနေသေးပါ။ဒီကုမ္ပဏီကြီးတွေအနေနဲ့လည်းစစ်တပ်ကိုဘန်ဒါငွေထောက်ပံ့ပေးနေတဲ့ digital စောင့်ကြည့်မှုတွေမှာကူညီနေတဲ့ Mindtel အပေါ်အမြန်ဆုံးပြစ်ပင်အရေးယူပေးဖို့ Justice for Myanmar ကတောင်းဆိုထားတာဖြစ်ပါတယ်ခင်ဗျာ